ပရိသတ်တွေကြားမှာအင်မတန်ရေပန်းစားပြီးဝေဖန်မှုလေးတွေနဲ့ရင်ဆိုင်နေရတဲ့တရုတ်ဆောင်မေပန်းချီနဲ့ပတ်သက်လို့စိတ်ဝင်စားစရာအကြောင်းအရာလေးတစ်ခုကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။သူမရဲ့မိဘတွေကိုတိုက်အင်ကြီးနဲ့မထားပေးဘူးဆိုပြီးလူမှုကွန်ရက်ပေါ်မှာဝေဖန်ပြောဆိုလာကြတဲ့အပေါ်သူမကိုယ်တိုင်ကအမှန်တရားကြီးပွင့်ပွင့်လင်းလင်းပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။တကယ်တော့အဲ့ဒီလိုဝေဖန်ပြောဆိုနေကြတာတွေဟာအပြင်းမှန်တရားနဲ့တခြားစီဖြစ်နေပြီးမေပန်းချီရဲ့မိသားစုနောက်ခံရက်တီပုံကတခြားသူတွေနဲ့အများကြီးကွာခြားအားနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမေပန်းချီကသူမတို့မွန်လူမျိုးတွေရဲ့ရိုးရာဓလေ့ထုံးစံနဲ့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုပုံစံကိုပါအသေးစိတ်ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။မွန်လူမျိုးတွေအနေနဲ့ခင်မီကွန်ကရစ်တိုက်တာအဆောက်အုံတွေကိုမတက်နိုင်လို့မနေတာလုံးဝမဟုတ်ပဲသူတို့ရဲ့စစ်မှန်တဲ့တန်ဖိုးထားမှုကတခြားတနေရာမှာရှိနေတာဖြစ်ပါတယ်။မေပန်းချီရှင်းပြသွားတာကတော့မွန်လူမျိုးတွေဟာရိုးရာကျုံးတစ်သားအင်ကြီးတွေကိုသာအလွန်မင်းတန်ဖိုးထားကြတဲ့အလေးထားရှိတယ်လို့ဆိုပါတယ်။ခေတ်ကြီးဘလောက်ပဲပြောင်းလဲလာပါစေတန်ဖိုးကြီးမားလာတဲ့အဖိုးတန်ကျုံးတစ်သားတွေနဲ့တိဆောက်ထားတဲ့အင်ကြီးတွေကိုသာသူတို့ရဲ့ဘိုးဘွားစဉ်ဆက်အမွေနှစ်အဖြစ်ဆက်လက်ထိန်းသိမ်းတတ်ကြပါတယ်။အဲ့ဒီလိုကျုံးတစ်သားအိမ်တွေဟာတာမန်တစ်သားအိမ်တွေလိုမျိုးမဟုတ်ပဲအလွန်တရာကြီးမားခိုင်ခံပြီးရှားပါတဲ့ကျုံးသားစစ်တွေနဲ့အထူးဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်လဲပြင်ပကကြီးလိုက်တဲ့သူတွေအနေနဲ့အုတ်တိုက်ကြီးတွေကိုမတွေ့ရလို့ဆင်းရဲတယ်လို့ထင်မြင်ယူဆကြပေမဲ့အမှန်တကယ်ကတော့အဲ့ဒီကျုံးတစ်သားအိမ်တစ်လုံးရဲ့တန်ဖိုးဟာတိုက်အိမ်အချို့ထက်အများကြီးပိုမိုမြင့်မားနေတတ်ပါတယ်။ဒါကြောင့်လဲမေပန်းချီရဲ့မိဘတွေဟာခင်မီစံပြတဲ့တိုက်တာအဆောက်အုံတွေမှာနေထိုင်တာမျိုးမရှိပဲဘိုးဘွားပိုင်ကျုံးတစ်သားအိမ်ကြီးမှာသာပျော်ရွှင်စွာနဲ့ဆက်လက်နေထိုင်နေကြဆဲဖြစ်ပါတယ်။တကယ်တော့အဲ့ဒီကျုံးတစ်သားအိမ်ကြီးဟာမိသားစုရဲ့ဂုဏ်ချက်ကိုဖော်ပြနေတဲ့အပြင်မွန်လူမျိုးတို့ရဲ့ရိုးရာမွေးနှစ်တွေကိုပါထင်ဟပ်ပြသနေရဲ့အဓိကသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်အပြင်ပန်းပုံစံငယ်လေးကိုကြည့်ပြီးမိဘတွေကိုမထားနိုင်ဘူးလို့ဆွဆွဲနေကြတာတွေဟာလုံးဝကိုအခြေမြင့်မရှိတဲ့ပြောဆိုမှုတွေပဲဖြစ်ပါတယ်။အမှန်တကယ်ကတော့မေပန်းချီတို့မိသားစုဟာဘိုးစဉ်ပေါင်းဆက်ကလေးကအလွန်တရာမှချမ်းသာကြွယ်ဝလာခဲ့ကြတဲ့ဂုဏ်တရားရှိမိသားစုတစုပဲဖြစ်ပါတယ်ဒါကြောင့်မေပန်းချီအနေနဲ့မိဘတွေကိုလိုလေသေးမရှိဖြည့်ဆည်းပေးနိုင်စွမ်းရှိုံသာမကမိသားစုရဲ့စီးပွားရေးအခြေအနေကလည်းအလွန်တရာမှခိုင်မာအားကောင်းနေတာပါအခုလိုမျိုးအချက်လက်တွေကိုသိရှိသွားတဲ့ပရိသတ်တွေအနေနဲ့လည်းမေပန်းချီတို့မိသားစုရဲ့မွန်လူမျိုးရိုးရာဓလေ့နဲ့အမှန်တရားကိုပို့ပြီးနားလေသဘောပေါက်လာကြလိမ့်မယ်လို့ယုံကြည်မိပါတယ်